ဒီကွန်မော်ဒမတွေကိုကျွန်တော်ကတချင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးခြင်းတယ်ဆိုတော့မိတ်ဆက်ပေးခြင်းဆိုတော့တချင်းကအစ်စ်တော့မအဟောင်းပဲဒါပေမဲ့အဟောင်းတွေကအကောင်းပေါ့ဗျာကျွန်တော်တို့ရဲ့ဒေါ်လာရေးအမှုပညာရှင်เนาะဒေါ်လာအမှုပညာရှင်ကိုလင်းလေးရောင်ဒီဆိုတဲ့တချင်းလေးကို modern power band เนาะဒါကျွန်တော်တို့ဒီ band နေပြီးတော့မှာပေါ့เนาะပြန်လည်ပြီးတော့မှကျွန်တော်တို့စမ်းသစ်ပြီးတော့မှမြန်မာကျူရီယာတွေအဲ့ဒီဟာတွေနဲ့ပေါ့ပေါင်းပြီးတော့မှသူတို့စူးစမ်းပြီးတော့မှကိုလင်းလေးရဲ့တခြင်းကိုသူတို့ပြန်လဲဖန်တီးထားတဲ့ modern power band ရဲ့ရောင်ဒီဆိုတဲ့ cover sound လေးကိုကျွန်တော်အားလုံးတူတူကြည့်အောင်ပါဒီတခြင်းကတော့ဘောမတွေနားထောင်လို့မရဘူးအမေသားသမီးတွေပဲနားထောင်လို့ရတာ modern power band ရောင်ဒီ cover sound ဒါ drama ကိုအောင်ကျွန်တော်ကိုကြီးဒီစားလေးနားထောင်ကြည့်ညမင်းကလေးဆိုတာဟာအိုးမိုက်တယ်ဆိုထိန်မှုတို့လွှမ်းတဲ့အမောင်ညာမြဆုံးရဲ့ကြောင်ရွမှုတို့လွှမ်းတဲ့အမောင်ညာမြဆုံးရဲ့တခုခုတော့ရှိနေမယ်ငါတို့ရှိမှာအလေးစမ်းများနေမို့ကောင်းငယ်တဖြည်းဖြည်းတောင်းပါရင်လာစေကြွတာပြောကြီးလက်ချက်နဲ့နားတော့ကြီးတော်တော်ကြွတာဗျာစက်သိန်းကိုပြန်ထားတာစီးဝါးတွေရောဟုတ်တယ်တော့ဆိုင်းဝိုင်းနေပါပါတယ်တခုခုတော့ရှိနေမယ်ငါတို့ရှိမှာဟုတ်တယ်အလေးစမ်းများတဲ့မိုးကောင်းကင်တဖြည်းဖြည်းတောင်းပါရင်လာစေတို့ဘဝတို့လာဖို့ချိန်တန်ပြီတို့ဘဝတို့လာဖို့ချိန်တန်ပြီစိတ်ဆက်သွားရလမ်းများတွင်အားသစ်များနဲ့တို့ဟုတ်တယ်ဟဲ့အောင်ကြီးဟဲ့အောင်ပြန်စမ်းတက်ထားတာကြီးကျွတ်စိန်ကွာအစင်တန်းရှိချက်ကြီးอ่ะဟမ်ဟုတ်တယ်တခုခုတော့ရှိနေမယ်ငါတို့ရှိမှာကွာဖြုတ်တာညော်လင်းချက်တွေချိတ်ဆက်အထူးထူးလက်တွေထားစမ်းပါယုံကြည်ခြင်းနဲ့အသက်ဆက်အရာရာရဲရင်ပါနေတဲ့တခုဆောင်နေတယ်ငါတို့ရှိမှာအလေးစမ်းများတဲ့မိုးကောင်းကင်တဖြည်းဖြည်းတောင်းပါရင်လာစေတို့ဘဝတို့လာဖို့ချိန်တန်ပြီတို့ဘဝအိုးအော်ပြောင်းပေါ်ဖြုတ်တာလို့နှစ်ဝိုင်းချင်းပုံစံမျိုးပြတယ်နှစ်ဝိုင်းချင်းပုံစံကြားဦးတယ်မလား
အော်ဟဲ့အောင်လီဂီတာရစ်ကရှယ်ကြီး โอ้แล้วก็ကြောင်နေတာအဲ့အောင် very good ကွာโอ้อ๋ออ๋อโอ้ကျွတ်စေဟောင်ကျွတ်စေလို့ဟောင်တကယ်မိုက်တာလို့ကျွန်တော်ဒီသချင်းကိုလေဒါကျွန်တော်ကိုအောင်နဲ့တော့ရင်းနှီးတယ်ဗျာတလားဒါပေမဲ့ဒီသချင်းကိုကျွန်တော်က TikTok မှာတွေ့တယ်သူ့သချင်းကိုပြန်ပြီးတော့မှဒီကျွန်တော်နောက် TikTok ပိုင်ရှင်ကတင်ထားရဗျာသိလားဆိုတော့အဲ့မှာကျွန်တော် video file လေးတွေထဲမှာကျွန်တော် map လေးတွေဝင်ကြည့်တော့ဒီအဲ့ဒီ modern power band ရဲ့ leaf guitar တီးတဲ့ခုနက leaf guitar တီးတဲ့အကိုကစုံသွားပြီပေါ့နော်ဆိုတော့ဟိုဘယ်လိုပြောမလဲသူမဆုံးသေးခင်ဇက်ကြားမှာဒီလိုမျိုးပေါ့ဗျာ cover sound ဆိုပေမဲ့တကယ်ကိုအစင်တန်းရှိတဲ့အဆိုင်ဝိုင်းတို့သိရမလားအဲ့လိုပတ်လုံးနေနဲ့လုံးဝဒီကျွန်တော်တို့ဒီဇက်သဘောတရားအရပြောမှဆိုရင်ဒါကျွန်တော်တို့အငိမ့်မစခင်ဇက်မစခင်ဆိုရင်ဒါကျွန်တော်တို့နှစ်ဝိုင်းထိန်တို့ပါတော့အားလုံးလည်းကြားဖို့မှာပါအဲ့လိုမျိုးပေါ့သိရမလားအဲ့လိုအကြွားကြီးဗျာကျွတ်စီဒီပွဲအစကိုလုံးဝအကြွားကြီးလောက်တဲ့ပုံစံမျိုးဗျာတလားတော်တော်မိုက်တယ်ဗျာတလားဆိုတော့ကိုအောင်လည်းတော်တော်လေးကိုကြိုးစားပြီးတော့မှသူဒါ drum တွေပါနေမိုက်တယ်ဗျာသိလားဆိုတော့အဆိုတဲ့အမကလည်းမိုက်တယ်ဆိုတော့ကိုလင်းတဲ့ချင်းကငကိုရဲကောင်းပြီးသားဗျာသိလားငကိုရဲကောင်းပြီးသားနိုင်ငံကျော်ပြီးသားနာမည်ကြီးပြီးသားဆိုတော့ဒီတချင်းကိုပြန်ဆိုတဲ့အခါမျိုးမှာပြောမှဆိုရင်ဟိုတာဝန်တအားကြီးတယ်ဗျာသိလားဟိုပြောမှပေါ့လို့ပဲသားဆိုလို့မရအောင်ဒါပေမဲ့အခုသူတို့ဆိုသွားတဲ့ modern power band ရဲ့ဒီ music ကို arrangement လုပ်တဲ့လူတွေရော vocal ရောအကုန်လုံးဒီဟာပေါ်မှာတီးခတ်ပေးတဲ့ band ရောဘာမှပြောစရာမရှိဘူးဆိုတော့ဟိုကျွန်တော်ကြိုက်တယ်ဗျာသိလားဒီတချင်းကိုနှစ်ချက်နဲ့နားထောင်ကြည့်ဒီလိုအုံနှစ်ချက်နဲ့နားထောင်ကြည့်အကြွကြီးကျွတ်စင်ကျွန်တော်စက်သိမ်းအောင်ထားတယ်ရှေးတီးလုံးစဝင်လာတဲ့ကအစုံနဲ့တီးလုံးနဲ့အဲ့မှာတွေကကျွန်တော်သဘောကျနေပြီမိုက်တယ်ဗျာသိလားဆိုတော့ဒီလိုမျိုးတကယ်ကောင်းခဲ့တဲ့တခြင်းကိုပြန်ပြီးတော့မှစမ်းသစ်တဲ့ဥစ္စာမျိုးကလည်းဒီလို quality ရှိဖို့လိုသေးတယ်သိရမလားဟိုဆိုတဲ့လူတွေပဲကောင်းနေလို့မရဘူးဗျာသိရမလားတီးလုံးကလည်းလုံးဝမိုက်နေဖို့လိုတယ်ဗျာဆိုတော့ဒီ modern power band ကတော့တကယ်ခွတ်တယ်ဗျာဒါကျွန်တော်ကြိုက်တယ်ကျွန်တော်အကိုတွေရဲ့စူးစမ်းအားထုတ်မှုကိုကျွန်တော် appreciate လုပ်တယ်ဆိုတော့ဒီလိုသချင်းမျိုးလေးတွေထပ်ပြီးတော့မှထုတ်ပေးပါအောင်လို့เนาะထပ်ပြီးတော့မှတွင်းပေးပါအောင်เนาะဒေါ်လာပြည်သူတွေအတွက်ကိုထပ်ပြီးတော့မှဒီလိုသချင်းကောင်းလေးတွေဒေါ်လာသချင်းကောင်းလေးတွေနားထောင်လို့ရအောင်ဆိုတော့ cover sound ပဲဖြစ်ဖြစ်သချင်းအသစ်ပဲဖြစ်ဖြစ်ထုတ်ပေးပါအောင်လို့ modern power band ကိုကျွန်တော်ကဒီနေရာကနေပြီးတော့မှပြောချင်ပါတယ်ဆိုတော့ကျေးဇူးလည်းအများကြီးတင်ပါတယ် modern power band ဖြစ်ပါတယ်ကျွန်တော်တို့ကိုလင်းလေးရဲ့ရောင်းနေသချင်းကို cover sound ဒါကျွန်တော်ပြန်ပြီးတော့မှ arrangement လုပ်ခဲ့တဲ့ modern power band ဖြစ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ဗျာ